ကိုယ့်ရဲ့ဘဝကိုလူတွေတောင်မမှတ်မိနဲ့လောက်တဲ့အကြီးကျယ်ပြောင်းလဲပြဖို့စိတ်ကူးပူပါသလားဒီနေ့မှာတော့ဒေါက်တာချိုးပိုင်ညက်ဆောက်ချဲကနေအဲ့ဒီလိုကြီးမားတဲ့ပြောင်းလဲမှုတွေအတွက်လိုအပ်တဲ့အဓိကသောချက်တွေကိုတစ်ချက်ချင်းစီလေ့လာသွားကြပါမယ် ကြည့်ပါအောင်ဒီစာအုပ်ရဲ့ဆောင်ပုဒ်ကကိုတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းပါတယ်ဒါကနည်းနည်းပါတိုးတက်လာတာမျိုးကိုပြောနေတာမဟုတ်ဘူးနော်ကိုယ့်ရဲ့မူလပုံစံကိုလုံးဝချိုးဖျက်ပြီးလူတစ်ယောက်အနေနဲ့ပြန်လည်မွေးပါဟောဆင်းခေါ်နေတာပါကဲဒီလိုခီးကျန်းတဲ့အားလုံးမဲ့အစင်းထင်ဖြစ်ပြီလား ဟုတ်ပြီဒီလိုကြီးကျယ်ခမ်းနားရဲ့ရီမှန်ချက်ကိုကြားလိုက်တာနဲ့စိတ်ထဲမှာချက်ချင်းပေါ်လာတာကကောင်းတော့ကောင်းတယ်ဒါပေမဲ့ဘယ်ကစရမှာလဲဆိုရင်မိကွန်းပဲအိမ်မက်ကကြီးလုံးတော့ဘယ်ကစပြီးဘယ်ကိုကာယမမသိဖြစ်သွားတတ်တယ်လေဆိုတော့အဲ့ဒီအိမ်မက်အကြီးကိုလက်တွေ့ကြရဲ့ပထမဆုံးချင်လန်းလေးရဲ့ဖြစ်အတူတူခွချမ်းစိတ်ဖြားကြည့်ကြရအောင် ပထမဆုံးစစ်မြေပြင်ကတခြားဘက်နေရာမှာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲမှာပဲရှိနေတာပါတကယ်ပြောင်းလဲမှုတိုင်းဟာအပြင်ဘက်လောကမှာမစပါဘူးကိုယ်အတွေ့စိတ်ထဲကတိုက်ပွဲကိုအနိုင်တိုက်ပြီးမှပဲစတင်လို့ရတာပါအဲ့ဒီတိုက်ပွဲကိုဘလို့နိုင်အောင်တိုက်ကြမလဲကြီးလိုက်ရအောင် ကျွန်တော်တို့ဦးနှောက်ထဲမှာလေနေ့တိုင်းတိုက်ခွဲဖြစ်နေတဲ့ပြိုင်ဘက်နေရာရှိပါတယ်။တယောက်ကတော့ချက်ချင်းပြော့ဖို့ပဲတည်တဲ့ social media scroll လုပ်ဖို့ပဲတောင်းဆိုနေတဲ့မြောက်စိတ်ပေါ့။နောက်တစ်ယောက်ကတော့ရေရှည်ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းမြင်ပြီးအာယုံစူးစိုက်နိုင်တဲ့ပညာရှိစိတ်ပါ။တကယ်အောင်မြင်မှုဆိုတာကအဲ့ဒီပညာရှိစိတ်ကိုဘလုံးထိအနိုင်ပေးနိုင်တယ်လဲဆိုတာနဲ့တိုက်ရိုက်အချိုးကျနေတာပါ ကောင်းဒီအဲ့ဒီပညာရှိစိတ်ကိုအနိုင်ရအောင်ကူညီပေးမယ်အလန်းရိုးရှင်းပြီးအင်မတန်အစွမ်းထက်တဲ့နီလန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီနံပါတ်9နဲ့ဆိုင်ပါတယ်ဒါကတော့9မိနစ်နေဥပဒေပါပဲလောက်ရခဲ့တဲ့အလုပ်တွေစိတ်မပါတဲ့အလုပ်တွေကိုရင်ဆိုင်ရတဲ့အခါကို9မိနစ်ပဲလုပ်ကြည့်မယ်လို့ကတိပေးလိုက်ပါလူများစုကအဲ့ဒီ9မိနစ်ကြော်သွားတာနဲ့အရှင်ရောက်ပြီးဆက်လုပ်ဖေသွားတတ်ကြတယ်ဘာလို့လဲဆိုတော့လေအလုပ်တစ်ခုမှာအခက်ဆုံးအပိုင်းဆိုတာဆက်လုပ်ဖို့ပဲဖြစ်နေလို့ပါပဲကဲကိုယ်စိတ်ကိုထိန်းချုပ်နိုင်ပြီဆိုရင်တော့နောက်တစ်ဆင့်ကရေရှည်အောင်မြင်မှုအတွက်အုံမြင့်ချဖို့ပါပဲဒီအပိုင်းမှာတော့ခဏတည်းလက်ကွက်တီအကြောင်းမဟုတ်တော့ပဲကိုယ့်ရဲ့အလုပ်အကိုင်းကိုခိုင်မာတဲ့အင်ပါယာတစ်ခုလိုဘလို့တိစောက်မလဲဆိုရင်မဟာဗျူဟာကိုကြည့်ကြပါမယ် လူတော်တော်များများကြားဖို့နေကြအကြံဉာဏ်တစ်ခုရှိရလေအဲ့ဒါကတော့ကိုဝါသနာပါရာကိုသာလိုက်လို့ဆိုတာပါပဲဒါပေမဲ့ဒီစာအုပ်ကတော့ဒီအကြံဉာဏ်ကိုပြန်ပြီးတော့စဉ်းစားစေပါတယ် ကိုဝါသနာပါရကိုလိုက်လုံပါဆိုတဲ့အကြံဉာဏ်ကနားထောင်လို့တော့ကောင်းမိမယ်တကယ်တမ်းမှာအန်တီရများနိုင်ပါတယ်ဒီစာအုပ်ကပိုခိုင်မာတဲ့လမ်းကိုပြပါတယ်အဲ့ဒါကတော့ Cal Newport ရဲ့ Career Capital Theory ပါပဲသူ့ရဲ့အဓိကအချက်ကအရန်ရှင်းပြီးအစွမ်းထက်တယ်တခြားသူတွေလူမရှုနိုင်လောက်အောင်ကိုတော့အောင်လုပ်ပါ Career Capital ဆိုတာဘာလဲကြိုမေးစရာရှိလာပါတယ်ဒါကပိတ်ဆန်စုသလိုပါပဲဒါပေမဲ့ပိတ်ဆန်အစားကိုယ့်ရဲ့လုပ်ငန်းခွင်မှာတန်ဖိုးရှိပြီးရပါတဲ့ကျွမ်းကျင်မှုတွေကိုစုဆောင်းတာပါဒီ Career Capital ဆိုတဲ့အရေးကြီးများလာလေကိုအလို့အကိုင်လမ်းကြောင်းကိုကိုယ်တိုင်ရွေးချယ်ခွင့်ထိန်းချုပ်ခွင့်တွေပိုရလာလေပါပဲကောင်းပြီဒီအရင်နည်းကိုဘယ်လိုစုရမလဲအဓိကအချက်၃ချက်ရှိပါတယ်ပထမဆုံးကတော့ deliver practice ပါဆိုလိုတာကကိုလုံနေကြလွဲတာတွေပဲထိုင်လို့မနေပဲကိုအရေးချင်းချက်နည်းနည်းပိုခတ်တဲ့စင်ခေါ်မှုတွေကိုရည်ရွယ်ချက်ရှိလေ့ကျင့်တာပါဒုတိယအချက်ကတခြားသူတွေစီကအကြံဉာဏ်တွေယူပြီးကိုအမြဲတမ်းပြန်သုံးသက်တာပြင်ဆင်တာပါနောက်ဆုံးအရေးကြီးဆုံးကတော့ဒါဟာတစ်ချက်တညနဲ့ပြေးသွားမဲ့ပြေးပွဲမဟုတ်ဘူးမာရသွန်တစ်ခုလိုရေးရှိဖို့ရမယ်ဆိုတာကိုသဘောပေါက်ထားဖို့ပါပဲသဘောတရားပိုင်းဆိုင်ရာမဟာဗျူရာတွေကိုသိပြီဆိုတော့အခုလက်တွေ့ကြဘလို့ကျွမ်းကျင်မှုတွေကအဲ့ဒီ career capital ကိုတီးဆောက်ရမှာအရေးပါလဲဆိုတာကိုဆက်ပြီးကြည့်သွားကြရအောင်ဒီနေ့ခေတ်ကဘာကြီးကတကယ်ကိုအပြောင်းလဲမြန်ပါပဲ digital ခေတ် gig economy လို့ခေါ်တဲ့အလွတ်တန်းအလုပ်တွေပေါ်များလာတဲ့ခေတ်မှာရိုးရာအလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးဒါဟာစင်ခေါ်မှုတစ်ခုလို့ထင်ရပေမဲ့ကျွမ်းကျင်မှုအစုံရှိတဲ့သူတွေအတွက်တော့အခွင့်အလမ်းကောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီမှာပြထားတာတွေကတော့ဒီနေ့ခေတ်တန်ဖိုးအမြင့်ဆုံးကျွမ်းကျင်မှုတချို့ပါပဲဥပမာ content creation နဲ့ digital marketing ကိုပေါင်းစပ်နိုင်ရင်ကိုယ့်ရဲ့ idea ကိုကဘာအထိဖြန့်ကျက်နိုင်ပြီအရေးကြီးဆုံးကကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုပါဒါကတော့ဒီကျွမ်းကျင်မှုတွေကနေရလာတဲ့ဝင်ငွေကိုတကယ်စီးစိမ်ဥစ္စာဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့အခြေခံအုတ်မြစ်ကြီးပါပဲဒီကျွမ်းကျင်မှုတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါ solopreneurship လို့ခေါ်တဲ့တခုတိုစီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ဘဝကိုရောက်ရှိသွားနိုင်ပါတယ်ဒါဟာအလုပ်ရှင်တယောက်ရဲ့အောက်မှာအလုပ်လုပ်တာမဟုတ်ဘဲကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအရင်တည်ပြီးကိုယ်တန်ဖို့ကိုကိုယ်တိုင်ဖန်တီးတဲ့လွတ်လပ်တဲ့အသက်မွေးဝမ်းကြောင်းမှုပုံစံတစ်တစ်ခုပေါ့ကဲအခုကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းကတော့ခုနကဖောက်ခဲ့တာဒီအားလုံးကို plan ပေါင်းဆက်ပြီးအဆုံးသတ်မှာအာရင်ဖြစ်စေမယ့်အပိုင်းမှာစူးစမ်းအားထုတ်မှုတွေကဘယ်အချိန်မှအခွက်လန်းလန်းစုံတွေ့ပြီးအောင်မြင်မှုဖြစ်လာတယ်လဲဆိုတာကိုလေ့လာကြပါမယ် Tipping Point ဆိုတာကတော့ကိုနေစဉ်ပြုလုပ်နေတဲ့
တင်းခဲ့ပြီးတစိုက်မမတ်စူးစမ်းမှုလေးတွေကအချင်းတစ်ခုကိုရောက်တဲ့အခါမှာရုတ်တရက်အကြီးကျယ်အောင်မြင်မှုအဖြစ်ပေါက်ကွဲထက်လာတဲ့အမတ်ကိုဆိုလိုတာပါဒါကြောင့်နေ့စဉ်စူးစမ်းမှုတွေရဲ့အကျိုးသက်ရောက်မှုကိုဘယ်တော့မှအထင်မသေးသင့်ပါဘူးနော်ဒီမှာကြည့်လိုက်ရင်တမိုင်းကတက်တည်ပြခဲ့တဲ့ tipping point တွေကိုတွေ့ရမှာပဲ Bill Gates ရဲ့အကြောင်းကကွန်ပျူတာ Warren Buffett ရဲ့ဆရာ Jack Ma စားခဲ့တဲ့လူငယ်ငယ်လေးဒါတွေအားလုံးဟာသူတို့ရဲ့ career capital ကိုစတင်တည်ဆောက်ခဲ့တဲ့အစမှတ်တွေပါပဲနေ့စဉ်စူးစမ်းမှုတွေနဲ့ဒီနေ့မှအရှင်ရောက်ပြီးပောက်ကွဲထွက်လာတာပါအောင်မြင်မှုဆိုတာရုတ်တရက်ဖြစ်လာတာမဟုတ်ပဲဖြစ်စဉ်တစ်ခုသာဖြစ်ပါအလိုမရှိလက်မရှိဖြစ်နေတဲ့စိတ်ဟာမကောင်းတာတွေစဉ်းစားမိတတ်တယ်ဆိုတဲ့စကားပုံလိုပါပဲဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းတိုးတက်မှုစီဦးတည်ထားပါရှေ့ကိုတလန်းချင်းဆက်လန်းနေတဲ့၍မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာပါပဲအဆုံးသက်အနေနဲ့ဒီမေခွန်းလေးကိုကိုပြန်မေးကြည့်စီခြင်းပါတယ်ကိုယ့်ရဲ့ကြီးကျယ်တဲ့အသွင်ကူပြောင်းရဲ့ခရီးကိုစတင်ဖို့အတွက်ဒီနေ့အခုချက်ချင်းလှုပ်ဆောင်မဲ့သင်ခဲ့တဲ့လှုပ်ဆောင်ချက်တစ်ခုကဘာဖြစ်မလဲ9မိနစ်နေဥပဒေကိုသုံးပြီးတော့အခုပဲစတင်လိုက်ကြရအောင်